ကြာတာပတိနဲ့စနီပေါင်းဖက်ထားတဲ့ဇနီးမောင်နှံတွေအတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြာတာပတိသားသမီးနဲ့စနီသားသမီးပေါင်းဖက်လိုက်ပြီးဆိုရင်ဂယုပြုစရာတွေများပါတယ်။စနီရဲ့ကောင်းကံစုကံဟာကြာတာပတိအပေါ်လွှမ်းမိုးနိုင်ပါတယ်။သူတို့နေ့နဲ့နှစ်ဦးဟာအတွင်းရံဘက်လည်းဖြစ်နေတာမို့ဂယုဆိုင်ရပါမယ်။မိန်းကလေးကစနေဆိုရင်မကောင်းတဲ့အကျိုးသက်ရောက်မှုပျော်သွားနိုင်ပြီးတော့ယောက်ျားလေးကစနေဆိုရင်တော့မကောင်းကျိုးသက်ရောက်မှုပိုအားကောင်းနိုင်ပါတယ်။ကြာတာပတိကညံကြီးတဲ့စနေကဇွဲနဲ့အကြံစီကြီးတဲ့အဲ့နှစ်ခုပေါင်းဆက်လိုက်ရင်စီးပွားရေးတိုးတက်အောင်မြင်နိုင်ပါတယ်။ဂယုဆိုင်ရမယ့်အချက်များကတော့ကျန်းမာရေးအတွက်ဆိုရင်စနေကမရဏဂျိုသဘောတက်ရောက်တာမို့အိမ်အောင်ကြပြီးနောက်ပိုင်းတဦးသုံးမအောင်နှစ်ဦးလုံးကျန်းမာရေးတတိထားရခြင်းကံညံ့ကြုံခြင်းအခက်ခဲကြုံခြင်းများရှိနိုင်ပါတယ်။ရှောင်ရမှာကစနေသားသမီးကအင်္ဂါကိုရှောင်ပါကြာတာပတိသားသမီးကတောက်ကြကိုရှောင်ပါဒါကြောင့်ထိုနေ့တွေမှာအရေးကြီးကိစ္စဆုံးဖြတ်ခြင်းစကားများခြင်းအထူးရှောင်ရှားပါကောင်းကံများရောက်ရှိလာစေရန်ကြာတာပတိသားသမီးအတွက်အရှိအယက်မျက်နာမူပြီးမြတ်တာပို့အမျှဝေပါဖျောင်းနိုင်ငါးတိုင်းထွန်းပါစနေသားသမီးအတွက်အနောက်တောင်တောင်အရက်မျက်နာမူပြီးစီမီကွက်10ကွက်ထွန်းညီပူဇော်ပါတက်ကြီးရွယ်အိုများအားလူရန်ချင်းတို့ကိုပြုလုပ်ပါ